dashboard ပေါ်မှာပေါ်လာတဲ့မီးလုံးလေးတွေကိုလှိလိမရှိလိုက်ပါနဲ့မီးလုံးလေးတွေပေါ်လာလို့ငါဘာဆက်လုပ်ရမလဲဆိုတော့သိနေပြီမလားတခုချင်းစီကိုပြောပြပေးတော့ပါမယ် brake နဲ့ပတ်သက်တာကိုပြတာဖြစ်ပါတယ် handbrake တွေတင်လာလားစစ်ပါ brake စီနည်းနေတာလားစစ်ပေးပါ engine ရဲ့ management system ကိုပြတာဖြစ်ပါတယ် dashboard ပေါ်က message ကိုဖတ်ပါအချိန်မကောင်းရင် workshop ပို့ပါ battery ရဲ့ alternator သို့မဟုတ် charging ကိုပြတာပါမီးမပြောင်းရင်တော့ workshop ပို့တင်ပါ glow plug လို့ခေါ်တဲ့ engine ကိုပူပေးတဲ့ဟာလေးပါဒီမီးလေးပြောင်းမှဆက်နိုးတင်ပါတယ်ဗျာ traction control ESC လို့လည်းခေါ်တယ်ချော်တဲ့လမ်းတွေမှာဒီစနစ်ကအလုပ်လုပ်ပြီးနေကြအောင်ပြတာသတိထားပြီးမောင်းပေးပါဒါတွေကတော့လောင်စာကြီးနည်းနေပြီစီဖြည့်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုပြတာပါဗျာဒါက brake ကိုနင်းလာတာဒါမှမဟုတ်လို့ရှိရင် brake system အလုပ်လုပ်နေတာကိုပြတာဖြစ်ပါတယ်ဒါက engine ပူခြင်းအရင်မြင့်နေတာကိုပြောတာဒါကြောင့်လို့လမ်းဘေးမှာရက်ပြီးတော့တေချာစစ်ဆေးတင်ပါတယ်ဒါကတော့ရေးစက်လိုက်ဖွင့်ထားလေဆိုပြီးတော့အချက်ပြတဲ့သင်္ကေတပါဒါလေးကရှေ့မှန်ကအငွေ့ဖယ်တဲ့စနစ်ကိုအလုပ်လုပ်နေတယ်လို့ပြရတာပဲဖြစ်ပါတယ် airbag system မှာချိုးရင်းချက်တစ်ခုခုဖြစ်နေတာကိုဖော်ပြတာဖြစ်ပါတယ် workshop ကိုသွားပါဒါက TPMS system ပြဿနာကိုပြတာဒါမှမဟုတ်လို့ရှိရင်တာယာတွေလီနေနေတာလည်းဖြစ်နိုင်ပါတယ်ဒီလိုမျိုး bus နဲ့ပတ်သက်တဲ့အသိပညာပေးဗီဒီယိုလေးတွေကိုဆက်လက်ကြည့်ရှုနိုင်မှုအတွက် like and share လုပ်ပြီး follow လုပ်ပေးထားဖို့ကိုလည်းပြောချင်ပါတယ်ဗျာ